အမြင်သဘောတည်းထားရမွေပြင်းစင်စီနောင်တော့မနောင်တရားလေးဖြစ်ရမှန်းလို့ပြောလို့ရပါတယ်ကျွန်တော်ဖြစ်ရမှန်းလို့မဟုတ်ပါဘူးကျွန်တော်တကယ်ဖြစ်ရမှန်းဒါလေးကိုအခြေခံပြီးတော့ကျွန်တော်ရေးသားထားတယ်ဖြစ်ပါတယ်ဘုံဘုံအလင်းမှာငါတော့ငါမကြွားမထုံးနေတာယူလို့ရမထင်နိုင်အောင်မြင်လို့ပါရက်စက်တဲ့ဝေရှိရဲ့နှလုံးသားလာစီနေလို့ပမန်နေမှာကိုဝေရှိရဲ့ကိုရွှေငွေအောင်တောက်လို့ရမင်းလာလာမြင်လို့ဆိုပါလေမောမကြီးဝင်နေကောင်းတယ်မကူရဲ့ရတုံးမိကောင်းနေပါရဲ့ငါတို့ဘာလို့ယူလေးနဲ့ဆက်ချက်ပြီးပဲရောပြတယ်ဒီလေးတွေရောညီမလေးတွေရောအကိုကြီးရောမမတွေရောအန်တီတွေရောအားလုံးကိုကျေးဇူးများတင်ပါတယ်